ဘူးသူရအနေနဲ့ကျွန်တော်ပြောမယ်နော်ဒီမှာဆေးအရွက်ဒါရှိတယ်နော်ဒီတပင်ရဲ့တန်ကြီးအချိန်တန်းလို့ထွက်လာရင်ဘယ်လောက်ရမယ်လို့ထင်ဘာရမှာတော့ဟိုပါပေါ့900 1000အလလာအဲ့900 1000ကဆေးရွက်တရွက်မပြောနဲ့ဆေးရဒီအပိုင်းစားလောက်ကလေးပဲရှိစဉ်းစားကြည့်လေကိုယ်နဲ့မှဆေးဆက်စားတယ်ဟုတ်တယ်မလားဒီတမုံပဲထည့်စားမှလေကိုယ်တခု1000ကိုဘယ်နေရာရ1000မို့ဘယ်နေရာဟိုလားမသိ800လားမသိရလေနော်800မရတော့ဘူး800မရ900လား900ပဲရတော့တယ်ကိုယ်1000မို့900ရတဲ့အချိန်မှာဒီတရွက်ကိုကိုယ်နဲ့ကိုထည့်စားမယ်ဆိုရင်ကိုယ်အရာပေါင်း100ကျော်တယ်ဒီလားကိုယ်အရာပေါင်း100ကျော်တယ်ကျွန်တော်အနည်းစလုံးပြောမယ်ဒီတရွက်ကိုကိုယ်အရာ100ဆိုဒီမှာ10ရွက်လောက်ရှိတယ်ဘယ်လောက်ဖြစ်မလဲဟုတ်ပြီသဘောပေါက်ပြီဟိုမှာလေကျွန်တော်တို့ဟိုဘာလို့ဗမာသေးတုပ်လေးတွေဆိုလေအဲ့ဒါမှတထုပ်ကို1000ဆိုတာအမှန်နဲ့1000ဆိုဒီတပိုင်းစာလောက်ပဲဟုတ်တယ်ဟိုမှာရောင်းနေတဲ့ရန်ကုန်မှာရောင်းနေတဲ့1000တထုပ်ဆိုတာလေးကဒီကောင်ရဲ့အပိုင်းစာလေးကိုပဲချေးထည့်တယ်အဲ့ဒါတပင်ဆိုမနေဘူးပေါ့ဒီတပင်ရဲ့အချိန်တန်လို့ဝင်ငွေကဘယ်လောက်မှရှိလဲဆိုတော့8000နဲ့တသိန်းကြားမှရှိဒီတပင်ရဲ့ဒါအနိုင်ဆုံးဈေးဒီတပင်ရဲ့အနိုင်ဆုံးဈေးကျန်နိုင်မပါဘူးဒီတပင်နဲ့ဟိုတင်8000နဲ့တသိန်းကြားမှရှိအဲ့ဒါဆိုရင်တော့ဟိုမျိုးမပြန်တော့ဒီမှာပဲစိုက်စားရတော့မယ်ဒီပဲအဲ့ဒါလည်းရတယ်အခုဒီဘက်ကိုရလူတွေအကုန်လုံးလိုက်ကြည့်လိုက်ဒီမှာကြည့်လိုက်3ပင်စိုက်ရင်ပဲ3သိန်းဖြစ်နေအေးလေဒီမှာတပင်ကို1သိန်းဒီမှာ2သိန်း3သိန်း4သိန်း4ပင်ပိုင်တော့မှပဲအချိန်တိုင်း4သိန်းလောက်ကိုမှဝင်ငွေရှိအဲ့ဆိုတော့မျိုးမပြန်တော့ဘူးလေဒါပေမဲ့လောတော့မလွယ်ကူပြိုးထောင်အောင်ရတယ်ဟုတ်တယ်မလားဟုတ်တယ်လေအဲ့ကြောင့်ပြောပြလားနော်ဒီကြမှာဒါနော်ဒီတရွက်ကိုကွန်းရမယ်ဆိုရင်အရာကြီးဘယ်လောက်ရမယ်ဒီတရွက်ကိုဆိုအရာကြီးမနေဘူးရမှာဗော100မှတ်တာကွန်းအရာကြီးပေါင်း90နဲ့100ကြားမှာရှိမယ်မှတ်တာနော်အဲ့တပင်ကိုကွန်းရမယ်ဆိုရင်ကွန်းအရာအရေးပေါင်း1000နီးပါးရ1000နီးပါး1000နီးပါးရ1000ဖြစ်တဲ့တော့မြန်မာငွေနဲ့လိုက်တွက်ပြီးတော့ရောင်းမယ်ခုဆေးရုံနောက်တစ်ခုထပ်ပြောဦးမယ်တထိုင်အောင်ဒီအရွက်တင်တမိုးရှိတယ်ထင်လားဒီဆေးရုံလွတ်ပြင်မှာဗောအလလာတော်ရပြီအဲ့ဒီဆေးဒီဆေးရွက်ခူးပြီးဆေးရုံကြံခဲ့တဲ့ဥစ္စာကိုပါရောင်းစားလို့ရသေးတယ်ဟောအဲ့လိုလားနေရာမှာတဲ့ကျွန်တော်မသိဘူးဗျာသုံးနေဘယ်နဲ့သုံးနေကျွန်တော်မသိဘူးအဲ့ဒါဆိုဒီတပိန်လုံးကလွတ်ပြစ်စရာမလိုဘူးဗောဘာမှမရှိဘူးဘာမှမရှိတာအဲ့ကြောင့်မလို့ဒီတပိန်ရဲ့နှုံသားဝင်ငွေကဆေးတပိန်ကို3သိန်းလောက်ဝင်ငွေဝင်နေအဲ့ဒါဆိုကျွန်တော်3မိနစ်လောက်ပဲစိုက်မယ်တစ်လ3မိနစ်လောက်ပဲစိုက်ဆေးတပင်ကိုခူးရဖို့ဘယ်လောက်ကြာလဲဒီတပင်ကိုဘယ်လောက်ထိပြိုးထောင်လဲဆိုတော့ကျွန်တော်ရန်ကုန်တက်တာကြာနေပြီဆိုတော့ကျွန်တော်လည်းမသိဘူးတလားတဲ့တော့မရဘူးပါလေဒီတပင်ဖြစ်ဖို့ဘယ်လောက်ကြာလဲပြော4လလောက်ဆိုခူးလို့ရပြီလားပြီးရောဆေးတပင်ကို4လလေသူကတော့ဆရာဖြစ်နေတယ်ဖြစ်တာပေါ့သူကဆေးခင်းပါကြီးဒါမင်းတို့ခင်းလားဟုတ်လားဒီလေးကအများကြီးမတောင်းဘူးနော်ဒီလေးအပင်20ပဲတောင်းတယ်ဟုတ်တယ်နော်အပင်20ဖြစ်တဲ့တော့ကျွန်တော်တော့ဝင်ငွေ30လောက်သူ့အိမ်ပဲလိုက်နေလိုက်တော့မယ်အကိုကကျွန်တော်လေနှစ်ယောက်လုံးနေလိုက်ဒီတပင်ကို3သိန်းဆိုမှကြောက်အပင်မောင်းအများကြီးလေဟုတ်လားတပင်ကို3သိန်းဝင်တယ်မလားဟုတ်တယ်သူသိတယ်တပင်3သိန်းဝင်တယ်နော်တပင်3သိန်း7ဆို7သိန်းဖြစ်နေဟုတ်တယ်မလားဒါဆိုမင်းတို့ဒီမှာအပင်တွေအများကြီးဖြစ်တယ်ဆိုတော့မင်းတို့အိမ်ဆိုဒီနေ့ဆိုရင်300လောက်အနိမ့်ဆုံးရနော်စေးဖို့တွေဒါအနိမ့်ဆုံးတော့300နော်300လောက်မကားမှာပဲ7နဲ့7သိန်းဖြစ်နေတာလေ300မှာအပင်100ရောလေဒါအပင်100မကားလားအပင်100မကဘူးလေ3000က2000ပတ်ချလေပဲဟာလားအနိမ့်ဆုံးအဲ့လေဘယ်လိုကမှာအပင်100မကဘူးလေဒီနာတော့ဝန်းကျင်တော့အပင်100ရှိတယ်လေအဲကြောင့်ပြောတာစေးကင်းနဲ့တော်မိုက်တယ်ကျွန်တော်လိုက်လေးလာဗျာနော်စိုက်ပျိုးရေးတွေကျွန်တော်လိုက်ပြီးလေ့လာနေတော့မှာအဲ့ဒါရှိတယ်လေဒီတပင်3သိန်းကတန်းဝင်လာတာမို့သူ့ကိုရေလောင်းပေးရတယ်လေဟုတ်တယ်မလားရေလောင်းစိုက်ပျိုးရေးကလည်းရှိမယ်ရေလောင်းလာရင်စိုက်ပျိုးရေးကလည်းဘာညာတလကနှုတ်မယ်သူ့ကိုပြုစုပြုထောင်လာတော့ကျင်းနေတယ်2000ဘိုးလောက်တော့ကုန်ပါဗျာတပင်ကိုအပီးစီ2000ဘိုးလောက်တော့ကုန်အဲ့ဒါဆိုအခုဗလာနဲ့လောင်းနိုင်ပါမရဘူးလေပိုက်နဲ့ဆွဲတင်မယ်လေစီဘိုးရှိတယ်အဲ့တော့စီဘိုးနှုတ်မယ်ဆိုရင်အချိန်တိုင်းဒီတပင်ရဲ့နှုံတာ2000ဘိုးလောက်တော့သူ့ရဲ့ဈေးရှိပဲ8000မြတ်တယ်ဗျာတပင်ကို8000မြတ်တော်ပြီပေါ့ဟုတ်တယ်မလားဒီရုံတော့ကြီးလို့တော်တော်ကောင်းလိုက်တာဒုက္ခပါပဲအဲကလေးပဲလို့ခေါ်လဲကလေးပဲကလေသူကအစီလေးတွေတင်သိတယ်နော်ကလေးပဲတော့သိတယ်နော်ဒီလိုအရွက်ကစားပြီးတော့ကျွန်တော်တို့စားတတ်ရင်ကျွန်တော်တို့စားလို့ရတယ်ကြောစားလို့ရတယ်ကြော်စားလို့လည်းရတယ်ကြောစားလို့လည်းရတယ်မိုက်တယ်အဲ့လိုသဘာဝတွေကိုကြိုက်တာသဘာဝလေးနဲ့ကြိတ်မြင်ရလေးကူးကတ်ခိုးလေဒါလေးကအေးမင်းမတက်ကြီးရတယ်လာသမ်းမအောင်လာခုပေးအောင်လေကဲရန်ကုန်လူတွေလည်းပဲတချို့တွေတော့စားဘူးကြမှာပါဟိုကလေးပဲရွတ်တို့စားလို့ရတယ်ဆိုတာသိမှာပါတချို့တွေလည်းနော်စားခြင်းလို့ရှင်လည်းပြောပါလို့
ကျွန်တော်ပို့ပေးလို့မရရတော့ပို့တော့မပေးပါဘူးလို့အဲ့လိုလေးပဲကျွန်တော်ပြောချင်တာပေါ့နော်အဓိက ပို့မပေးတာများခေါ်နေတယ် မဟုတ်လေတချို့ကပြောတယ်လေ line ပေါ်နေတချို့စားပါအောင်လို့ဘာလို့ကျွေးလို့လည်းမရပါစားပါအောင်ဆိုတော့ပြောင်းနေသလိုကြီးခံစားမနေရဘူးလားဘယ်တော့ကဲ အေးလေအဲ့ဒါလည်းဟုတ်တာဟိုဘာနော်ဟိုနင်းနန်လေးမကြီးနန်လေးပါလေတော့အဲ့လိုမျိုးတော့သိနေနော် ဟုတ်တယ်အင်းရကိုရေစိမ့်လိုက်ရင်နည်းနည်းလေးခွာပြီအရသာအင်းရောက်ရင်ရေစိမ့်ပြီးမှသမင်းနဲ့တွေ့ကြည့်တယ်ဘယ်လိုစိမ့်နေ တခင်လာပြီတခင်လာပြီ ပဲခူးတိုင်းနောက်ချမ်းသားဖြစ်ဖြစ်နေကျွန်တော်ပြေဘက်ချမ်းတော့ကျွန်တော်ရောက်ခဲတယ်ပေါ့အထူးဆန်းလေးကျွန်တော်အင်းမဘက်ကတချင်းသွားဆိုနေကျွန်တော်တွေ့တာဖြစ်ပါတယ်ဒီမှာဘယ်ဟောညာအောင်ပြောင်းမှုဆိုင်တွေအပြေပဲအကုန်လုံးအားပေးတယ်ဆိုင်နဲ့ဆိုင်ကတော့အားပေးတယ်မိုက်တာပါလေဒီဟောပြောင်းမှုကဘယ်လိုရောက်လဲမိုက် အော်ဒီ ပိုပြီးတော့3ခု2000ဆိုတော့တခုကို900ကျတော့မီးဖုတ်က200ပေါ့နော်မီးသွေးက200ယူလိုက်တာပေါ့နော်တော့ဒီပေါင်းတဲ့တစ်ချောင်းမှာဆိုတာပျော်စရာလေးပေါ့နော်ပြောင်းမှုကအစိမ့်ဆိုရင်900ပဲရှင်နော်ဘာဖြစ်လဲဆိုဈေးကြမယ်လို့တော့ပြောတယ်ရန်ကုန်ကလူတွေလာလို့ရှင်နော်ကျွန်တော်ပြောလိုက်ပြီဝဲမယ်ဒီအားပေးနော်ဖုတ်ပြီးသားယူမှာပေါ့တော့ပြီနော်ဖုတ်ပြီးသားယူ ခါရဲစားပါမယ် လဲဆက်ဆက်ကလေးဟောချက်တော့ချက်နေနော် ချက်ပါတယ် ချိုးလား ချိုးတာပေါ့ အကြားနဲ့ဘယ်ပုံလဲ ရတော့ နော်ကျော်မမရလေးကမင်းရသွားဆိုတော့ဘာဝအိမ်မိုးလောက်ပါလေဒီမလေးမရွေးတွေပါလေပြန်မလေးဟုတ်တယ် တရိုးလောက်ကိုင်းလိုက်ပါမမြင်ဘူးအဲ့ဒါ ဒီမှာကျွန်တော်ရန်ကုန်လူတွေဆိုအနေနဲ့ဟို တ ပြောင်း ကယ်မမြင်ဘူးကိုကဖြုတ်ရောင်းထားတာ ရန်ကုန်လူတွေဆိုရင်ဒီလောက်အဖူးကြီးကြီးလည်းမရှိသလိုဒီလိုဟာလေးတွေပဲအဖူးလေးတွေပဲရှိတယ်ဒီမှာတွေ့လားချစ်စပွဲလေးတွေဒါကလေတဆိုင်နဲ့မဟုတ်ကျွန်တော်ကြည့်ရတာလမ်းတစ်ချောင်းလုံးပါလေဘယ်ဟောညာအောင်အပြေပဲကိုနောက်ပါလေအများကြီးပဲ ကိုပြလာ ဖြတ်ပြန်ရရင် ရှယ်ပဲ ကိုတို့ကြည့်ပါ